မိဖို့ကြောင့်ဝန်ထမ်းများအတွက်အင်္ဂလိပ်ဝေါ်ဟာရတချို့ကိုမျှဝေပေးခြင်းပါတယ် Dishwasher. ပကံဆေးသူ I work as a dishwasher in a hotel kitchen. ဟိုတယ်မိဖို့ကမ်းမှာပကံဆေးသူအဖြစ်အလုပ်လုပ်ပါတယ် Sink. ပကံဆေးကန် Please wash the plates in the sink. ပကံတွေကိုပကံဆေးကန်ထဲမှာဆေးပါ Sponge. ရေမြုပ် Please use a sponge to clean the cups. ခွက်တီဆေးဖို့ရေမြုပ်ကိုသုံးပါ Soap. Dishwashing liquid. ပကံဆေးဆက်ပြရည် Please add some soap to the water. ရေထဲကိုဆက်ပြရည်တချို့ထည့်လိုက်ပါ Rinse. ရေဖြင့်ဆေးသည် Please rinse the dishes with clean water. ပကံတွေကိုတန့်ရှင်းသောရေဖြင့်ဆေးကြောပါ Dry. ရေချအောင်တုပ်သည် Please dry the plates with a clean cloth. ပကံတွေကိုတန့်ရှင်းသောအဝတ်ဖြင့်ချအောင်တုပ်ပါ Stack. အစီအစဉ်တကျစီထားသည်ထပ်ထားသည် Please stack the dishes on the shelf. ပကံတွေကိုစင်ပေါ်မှာစီထပ်ထားပါ Kitchen utensils. မိဖို့ကြောင့်သုံးပစ္စည်းကိရိယာများဓာတ်မီးညက်ရောင်းမဂျစ်စသည့်အရာများ Please keep these kitchen utensils in the drawer. ဒီမိဖို့ကြောင့်သုံးပစ္စည်းများကိုအန်ဆွဲထဲမှာတင်ထားပါ Cutlery. ဒါခရင်းနှင့်စွန်း Please wash all the cutlery after the meal. စပြီးရင်ဒါခရင်းနဲ့ဇွန်းအားလုံးကိုစီကြောပါ Tray. ဘန် Please use a tray to carry the plates and bowls. ပကံပြားနဲ့ပကံလုံးတွေကိုတည်ဖို့ဘန်းကိုအသုံးပြုပါ Gloves. လက်အိတ် Please wear gloves before washing dishes. ပကံမစေးခင်လက်အိတ်ဝတ်ပါအားလုံးအတွက်သုံးမယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလိုတော့များရှိရင်လည်း comment မှာရေးပေးခဲ့ပါဦးနော်